ပူပြင်းဆိုဆွတ်ကလေထူကစက်မြက်အသားအရေကိုကတ်ညှိနေပြီးတောနဲ့ချီရဲ့ထူထက်တဲ့တစ်ပံတွေကနေရောင်ကြီးကိုလုံးဝဖုံအုပ်ထားလို့အချိန်မတော်မှောင်မိုက်နေခဲ့တယ်။ Sam က Blackwood Angel ကနေရခဲ့တဲ့အတွေ့အကြုံတွေနဲ့အတူသမိုင်းပညာရှင်တယောက်အနေနဲ့သူ့ရဲ့နာမည်ကလည်းကျယ်ပြန့်လာခဲ့တယ်။အခုတော့သူဟာတောနဲ့ချီရဲ့အစွန်အဖျားမှာရှိတဲ့စွန့်ပစ်ခံရွာဟောင်းတစ်ခုရဲ့အလဲဘဟိုမှာရှိတဲ့အိမ်တလုံးအကြောင်းစုံစမ်းဖို့ရောက်ရှိလာခဲ့တာပါ။ဒေတာခန်တွေကအဲ့ဒီအိမ်ကိုတိတ်ဆိတ်ချင်းအိမ်လို့ခေါ်ကြပြီးအဲ့ဒီအိမ်ထဲကိုဝင်သွားလက်သူဘယ်သူမှပြန်မထွက်လာဘူးလို့ပြောကြတယ်။ Sam ကသူ့ရဲ့ Jeep ကားကိုရွာအဝိုင်နားမှာရပ်ခဲ့ပြီးကြောဘိုးအိတ်ကိုလွယ်တားရှည်တစ်ချောင်းကိုခါမှချိတ်ပြီးရှေ့ကိုဆက်ချောက်ခဲ့တယ်။ကြောနဲ့ထဲမှာရှိတဲ့တိတ်ဆိတ်မှုကတာမန်တိတ်ဆိတ်မှုမျိုးမဟုတ်ဘဲလေးလံထူဘူးတဲ့တိတ်ဆိတ်မှုမျိုးဖြစ်တယ်။ငှက်တန်တွေပိုးကောင်တွေအတန်တွေဘာတစ်ခုမှမကြားရဘူး။တစ်ပင်တွေကတစ်ခုနဲ့တစ်ခုရစ်ပတ်ဘူးကနေပြီးညနေပြင်တစ်ခုလုံးကိုတတ်ရှိနေရန်ကြီးလို့ဖြစ်နေစေတယ်။ Sam ကတစ်ပင်တွေရဲ့ຫນွေကြိုးတွေကိုဓာတ်နဲ့ရှင်းပြီးရှစ်ဆက်ခဲ့တယ်။နိုင်ဝက်လောက်ရှောက်ပြီးတဲ့နောက်မှာတော့တစ်ပင်တွေကြားကနေလှပပေးမဲ့ပျက်စီးမိမိထက်တဲ့တစ်သားအင်ကြီးတစ်လုံးကိုတွေ့လိုက်ရတယ်။အိမ်နဲ့ရန်နေမှာနွယ်ပင်တွေရစ်ပတ်နေပြီးပြတင်းပေါက်တွေကလည်းမောင်မီးနေတယ်တဲ့။လေတိုက်လူတစ်ရက်တွေတရှဲရှဲမိတာလွဲရင်ဘာအတန်မှမကြားရဘူး။အိမ်ရဲ့အရှိဘက်မှာတော့ကံပေးစာတန်တစ်ခုထိုးထားလေကြောက်တိုင်တစ်ခုစိုက်ထူထားတာကိုတွေ့ရတယ်။ Sam ကနွယ်ပင်တွေကိုဖယ်ပြီးဖတ်ကြည့်လိုက်တော့တိတ်ဆိတ်ချင်းလိုက်တာအမှန်တရားကိုတွေ့ရမည်။ Sam ကကြောက်တိုင်ကိုကြည့်ပြီးခေါင်းညစ်လိုက်တယ်။ဒီအိမ်ကသူ့အထက်နောက်ထပ်ရုပ်ဝတ်စမ်းကြယ်မှုတွေကိုဖော်ထုတ်ပေးအောင်မယ်ဆိုတာသူသိနေတယ်။သူအိမ်တကားကိုဖွင့်ဖို့ကြိုးစားလိုက်တဲ့အခါတကားလက်ကင်ကရုတ်တရက်ပူနွေးလာပြီးအတွင်းထဲကနေတုံးရင်းနဲ့တေးသွားတဲ့လေးတစ်ခုထွက်ပေါ်လာခဲ့တယ်။အဲ့ဒီတေးသွားကအရင် Blackwood အိမ်တော်မှာ Eleanor တီးခဲ့တဲ့စန်တရားတန်နဲ့အနှဲငယ်စင်တူနေလာကို Sam တတိထားမိလိုက်တယ်။တကားလက်ကင်ကနေပူနွေးမှုနဲ့အတူထွက်ပေါ်လာတဲ့တေးသွားတန်ကြောင့် Sam အနှဲနဲ့တုံဆိုင်သွားပြီးမဲ့သူ့ရဲ့စူးစမ်းလူစစ်ကပူပြီးပြင်းပြလာခဲ့တယ်။သူတကားကိုဖြင်းငင်းစွာတွန်းဖွင့်လိုက်တော့တစ်သားဟောင်းတွေပွတ်တိုက်တန်ကဒေါနဲ့ကြီးထဲမှာပေတင်ထပ်သွားတယ်။အိမ်ရဲ့အခမ်းမကြီးကကျဲဝန်းပေမဲ့ပင့်ကူအိမ်နေနဲ့ဖုံမုံတွေအထက်ထပ်ဖုံးလွှမ်းနေတယ်။ပရိဘောဂါတွေကလည်းပုံမှန်မဟုတ်ပဲတောနတ်ထဲကတစ်ပင်တွေရဲ့အခက်အလက်တွေနဲ့ဖန်တီးထားပုံရတယ်။အခန်းရဲ့အလဲဘဟိုမှာတော့ထူးဆန်းတဲ့ပုံစံမျိုးထွင်းထူးထားတဲ့ကြောက်တုံကြီးတုံကိုတွေ့ရတယ်။၎င်းဟာပလင်တစ်ခုလိုဖြစ်နေပြီးအပေါ်မှာမှိန်ဖြော့နေတဲ့အပြာရောင်အလင်းတန်းလေးတစ်ခုတောက်ပနေတယ်။ Sam ကအပြာရောင်အလင်းတန်းကိုလက်နဲ့တူထိလိုက်တဲ့အခါအလင်းတန်းကသူ့ရဲ့ခန္ဓာကိုယ်ထဲကိုစီးဝင်သွားပြီးသူ့နားထဲမှာတိုးရင်းတဲ့အမျိုးသမီးတဦးရဲ့အတန်ကိုကြားလိုက်ရတယ်။မင်းအမှန်တရားကိုရှာဖွေသူလားငါဒီအိမ်ရဲ့စောင့်ရှောက်သူပါ။အန်တော်တုံလောက်သွားပြီးခင်ဗျာဘာတူလဲဒီအိမ်ကဘာဖြစ်နေတာလဲလို့မေးလိုက်တယ်။အမျိုးသမီးအထန်ကပြန်ဖြစ်တယ်ငါနာမည်ကလီယာဒီအိမ်ကတားမဲ့အိမ်တလုံးမဟုတ်ဘူးဒီအိမ်ဟာတိုးနဲ့ချီရဲ့နှလုံးသားအချိန်နဲ့တဘာဝတရားရဲ့စွမ်းအားတွေပုံဆက်ထားတဲ့နေရာဒီအိမ်မှာဖုံးကွယ်နေတဲ့လျှို့ဝှက်ချက်တွေကိုဖော်ထုတ်နိုင်ရင်မင်းအမှန်တရားကိုတွေ့လိမ့်မယ်ဒါပေမဲ့တတိထားပါတိုးနဲ့ချီရဲ့အမောင်ထူးကမင်းကိုအလဲတကူလူပေးမှာမဟုတ်ဘူးကျွန်တော်ဘာလုပ်ရမလဲလို့ Sam ကမေးလိုက်တယ်။လီယာရဲ့အတန်ကဆက်ဖြော်တယ်။ဒီအိမ်မှာလျှို့ဝှက်စမ်းကြတဲ့အခန်း၃ခုရှိတယ်။အခန်းတစ်ခန်းစီမှာမင်းဖြည့်ရှင်းရမယ်ပဟေလီတစ်ခုစီရှိတယ်။အဲ့ဒီပဟေလီဒီကိုဖြည့်ရှင်းနိုင်မှသာဒီအိမ်ရဲ့အမှန်တရားကိုမင်းပြရမှာ။ပထမဆုံးအခန်းကတော့ပဲ့တင်ထပ်တော့ဒေါ်အုံမခန်းပဲ။အဲ့ဒီအခန်းထဲမှာဒေါ်နဲ့ကြီးရဲ့အတန်တွေပဲ့တင်ထပ်နေတယ်။မင်းအဲ့ဒီအတန်ကြီးရဲ့အဓိပ္ပာယ်ကိုနားလည်နိုင်မှနောက်တစ်ဆင့်ကိုတက်နိုင်လိမ့်မယ်။ Sam လျှို့ဝှက်လမ်းကြောင်းဝတိုင်တလန်းချင်းရှောက်လန့်လိုက်ရင်ပတ်တင်ထတ်တိုးအုပ်အခန်းစီကိုရောက်ရှိလာခဲ့တယ်။အခန်းထဲကိုခြေချလိုက်တာနဲ့လေးတိုက်တန်တွေတစ်ပင်လဲကြတန်တွေတောရိုင်းတရက်ဆန်တွေရဲ့အော်မီတန်တွေနဲ့မိုးချိန်တန်တွေစူညံစွာရောထွေးထွက်ပေါ်လာတာကို Sam ကြားလိုက်ရတယ်။အဲ့ဒီအထံပလန်တွေက Sam ရဲ့စိတ်အာရုံကိုရှုပ်ထွေးစေပြီးခေါင်းကိုပါပြင်းထန်စွာကိုက်ခဲလာစေတယ်။ဒါပေမဲ့ Sam အင်ရွှေ့ကြောက်တိုင်မှာရေးထိုးထားခဲ့တဲ့တိတ်ဆိတ်ချင်းနိုင်တာအမှန်တရားကိုတွေ့ရမည်ဆိုတဲ့စာသားကိုရုတ်တရက်ပလက်တတိရလိုက်တယ်။ Sam မျက်လုံးတွေကိုမိတ်အသက်ကိုဝဝရှူသွင်းလိုက်ပြီးပတ်ဝန်းကျင်ကစူညံတန်တွေကိုလစ်လျူရှူကသူ့စိတ်အတွင်းမှတိတ်ဆိတ်ငြိမ်သက်မှုကိုအာယုံဆိုင်ရှာဖွေလိုက်တယ်။ဒီလိုစိတ်ကိုတင်းငင်အောင်ထိန်းချုပ်လိုက်တဲ့အခါမှာနားကွဲလူမတက်စူညံတန်တွေကတဖြည်းဖြည်းပျောက်ကွယ်သွားပြီးအခန်းရဲ့အဆုံးမှာပွင့်လင်းသွားတဲ့တကားတစ်ချက်ကို Sam တွေ့လိုက်ရတယ်။
နောက်ဆုံးမှာတော့ Sam ဟာအိမ်ရဲ့အနက်ဆိုင်ဖုန်းနေရာဖြစ်တဲ့ဗဟိုခမ်းမဆောင်စီကိုရောက်ရှိသွားခဲ့ပြီးအဲ့ဒီနေရာမှာကြီးမားခန့်ညားတဲ့တစ်ပင်ကြီးတစ်ပင်ကအိမ်ရဲ့ကြမ်းခင်းကိုဖောက်ထွက်ပြီးပေါက်ရောက်နေတာကို Sam တွေ့လိုက်ရတယ်။ပြီးတော့တစ်ပင်ရဲ့အမြင့်တွေကြားမှာတောက်ပတ်တဲ့အစင်းရောင်ကြောင်မြတ်ရန်တနာကြီးတစ်ခုရှိနေလေ။အဲ့ဒီကြောင်မြတ်ကတောနယ်ကြီးတစ်ခုလုံးကိုအသက်ဆက်ပေးနေတဲ့စွမ်းအင်အရင်အမြင့်ဆိုတာကို Sam ခန်းစားမိလိုက်တယ်။အဲ့ဒီအချိန်မှာလီယာရဲ့ပုံရိပ်ကအလင်းတန်းဒီကြားကနေထပ်မံပေါ်လာပြီး Sam ကိုပြုံးပြလိုက်တယ်။မင်းအောင်မြင်ခဲ့ပြီ Sam မင်းရှာဖွေနေတဲ့အမှန်တရားကဒီနေရာမှာရှိတယ်။ဒီကြောင်မြတ်ဟာတဘာဝတရားရဲ့မျှတမှုကိုထိမ့်သိမ်းပေးတဲ့အရာပါ။လူသားတွေရဲ့လောဘကြောင့်ပျက်စီးသွားနိုင်တဲ့ဒီတောနဲ့ကြီးကိုကာကွယ်ဖို့ငါတို့ဒီမှာရှိနေတာပါ။အမှန်တရားဆိုတာပိုင်ဆိုင်ဖို့မဟုတ်ပဲနားလည်ပြီးကာကွယ်စောင့်ရှောက်ဖို့သာဖြစ်တယ်။အဲ့ဒီစကားကိုကြားလိုက်ရတဲ့အခါ Sam သဘောပေါက်လိုက်ပြီး Blackwood အိမ်သားကဝိညာဉ်ရေးရာနာကျင်မှုကိစ္စဖြစ်ပေမဲ့ဒီအိမ်ကတော့တဘာဝတရားကိုထိမ့်သိမ်းဆောင်ရှောက်ခြင်းဆိုတဲ့ပုံမနှဆိုင်တဲ့အဓိပ္ပာယ်ကိုစောင့်နေတာပါလားလို့ကျွန်တော်နားလည်ပါပြီလီယာဒီရှုပ်ဝက်ချက်ကိုကျွန်တော်လောကကြီးကိုဖွင့်ချမှာမဟုတ်ဘူးဒီနေရာကိုဒီအတိုင်းပဲဆက်လက်တည်ရှိနေစေမှာပါလို့ Sam ကတိပေးလိုက်ကြတယ်လီယာကကျေးဇူးတင်စွာနဲ့ခေါင်းညှိပြပြီးတဲ့နောက်အလင်းရောင်တွေနဲ့အတူပျောက်ကွယ်သွားခဲ့တယ်Sam အိမ်ပြင်ကိုပြန်ထွက်လာတဲ့အခါမိုးလင်းစပြူနေပြီ Sam အိမ်တကားဝကနေပြန်လှည့်ကြည့်လိုက်တော့အဲ့ဒီအိမ်ကြီးဟာຫນွယ်ပင်တွေတစ်ပင်တွေကြားထဲကိုတဖြည်းဖြည်းတိုးဝင်ပျောက်ကွယ်သွားပြီးတာမန်တောအုပ်တစ်ခုအဖြစ်ပြန်လေပြောင်းလဲသွားတာကိုတွေ့လိုက်ရတယ်Sam ကားစီကိုပြန်လျှောက်လာရင်ကြောက်တိုင်ဟောင်းလေးကိုတစိတ်တစောင်းကြည့်လိုက်တယ်တစ်စိတ်ချင်းဟာကြောက်မက်ဖွယ်ရမဟုတ်ပဲတဘာဝတရားရဲ့အတန်ဖြစ်ကြောင်း Sam ကောင်းကောင်းကြီးသိရှိသွားခဲ့ပြီလေ Sam ရဲ့မှတ်တမ်းစာအုပ်ထဲမှာစာမျက်နှာအသစ်တစ်ရွက်ကိုဖွင့်ကခေါင်းစဉ်တစ်ခုတက်လိုက်တယ်အတန်မက်အင်းတော့တဘာဝတရားဤသာဝရရှုဝတ်ချက်